ကားပေါက်ခံစင်းနဲ့အစမ်းသတ်ခံချဲရှိပရိသတ်များရဲ့နှလုံးချမ်းပါရင်ပရိသတ်များအောင်မေးပါပါခင်ဗျာစင်ကုန်တိုင်းဘောလုံးအင်းချင်းကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်စစ်တီလိုအသင်းမျိုးကို၄ဂိုးထိအလွယ်တကူပေးလိုက်ရတဲ့ချဲရှိရဲ့ခံစစ်ကတော့တကယ်ကိုရည်စရာဟာတာတဲ့ပုတ်ဖြစ်နေပါပြီမိပြအလုံးဆိုကိုတိုင်းကတိုင်းစစ်ပိုင်းကိုသဘောကျပေမဲ့ခံစစ်ကိုတော့လုံးဝအားမလို့အားမရဖြစ်နေတာမဆန်းပါဘူးလက်ရှိချဲရှိခံစစ်ကအသင်းကြီးတစ်သင်းရဲ့အစင်တန်းဆိုတာအထက်ရက်ကွက်ဘောလုံးပွဲကလမ်းမေးခံစစ်လောက်တောင်အားကိုးရတာမဟုတ်ပါဘူးပြင်းနေတဲ့တိုင်းစစ်ကဘလောက်ပဲကောင်းကောင်းနောက်ကျန်းကစကားပေါက်ဖြစ်နေရင်တော့အကောင်လုံးရေစုံများဖို့ပဲရှိပါတယ်။မော်ကြီးပြောခဲ့မှုတဲ့အတိုင်းစစ်ကပွဲကိုနိုင်စေပြီးခိုင်စစ်ကဖလားကိုရားစေတယ်ဆိုတဲ့ရွှေစကားကိုအလုံးစုံတေးချာချာနားလည်သဘောပေါက်ဖို့လိုနေပါပြီ။ပတ်ကွာလာတော့မန်စတီကိုကုလိုဖလားတွေတင်းကျုံယူနိုင်တဲ့အသင်းဖြစ်လာဖို့သူကစားကွက်နဲ့မကိုက်တဲ့ခံစင်မှုအဟောင်းတွေနဲ့ဂိုးသမားတွေကိုမျက်နှာမချောက်ပဲအကုန်ရှင်းထုတ်ပြခဲ့တာပါ။ချဲစီမှာလည်းအလုံးစုံနေနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်အခုလိုလေးတိုက်ရင်ရိုင်သွားမဲ့ခံစင်မှုတွေနဲ့ယုံကြည်စိတ်ချရမှုမရှိတဲ့ဂိုးသမားတွေကိုတန်ရောစင်ပြပြီးအမြန်ဆုံးအစားထိုးဖို့လွှမ်းနေပါတယ်။တကယ်လို့သာဒီအပေါ်ပြဲတွေကိုပရီးမီးယားလိရာသီအဖွင့်ပွဲမတိုင်ခင်အမြန်ဆုံးမဖာချေးနိုင်ဘူးဆိုရင်တော့လာမယ့်ရာသီအစားမှာချဲစီပရိသတ်တွေခင်ဗျာသွေးပေါင်ချိန်ဆက်လေးပေးချနှလုံးစင်းလေးဆောင်ထားပြီးထုံးစံအတိုင်းတချုံရှုံးနဲ့ငိုပွဲဆင်ရဖို့တေချာလောက်ရှိနေပြီလို့ဆိုလိုက်ပါရစေ။